မင်္ဂလာပါ Speedwin Channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာတော့နော်ဝေနိုင်ငံမှာသတင်းစာဆရာမတဦးဖြစ်တဲ့စာရေးဆရာမ Asnesia Stemmer The Bookseller of Kabul မြို့ကစာအုပ်ဆိုင်ပိုင်ရှင်စိန်ဝင်းစိန်ဘာသာပြန်တဲ့စာအုပ်များကိုမိပုံရှို့ခြင်းနားတော်တာဆင်ကြည့်ကြပါအောင်လို့ကျွန်တော် Speedwin Channel လေးကိုလည်း like and subscribe လုပ်ပေးကြပါအောင်လို့မေတ္တာရပ်ခံတောင်းဆိုလိုပါတယ်ခင်ဗျာစာအုပ်များကိုမိပုံရှို့ခြင်း1999ခုနှစ်ခိုက်တုံလောက်အောင်ချမ်းအေးသည့်နေ့တစ်နေ့၏မွန်လွယ်ပိုင်းကဘူးမြို့စာဒါရက်ရက်ကွက်အရှိပိုင်းရှိချရိုင်းလမ်းမပေါ်မှာလမ်းစုံအဝိုင်းတွင်မိဘုံတပုံတောက်လောင်နေသည်မိဘုံတစ်ဝိုက်တွင်ကလေးများစုယုံနေကြ၏မိဘုံနှင့်အနည်းဆုံးနေရာသို့မြည်သူချင်းကပ်နိုင်ပြီလဲဟုတယောက်နဲ့တယောက်ပြိုင်နေကြခြင်းဖြစ်သည်လူကြီးများကတော့မိဘုံကိုမတိမတာခိုးကြည့်ကခြေလမ်းတွတ်လှမ်းသွားကြသည်ဤလိုသွားတာဘေးကင်းပါတယ်ဤမိဘုံသည်လုံခြုံရေးအဆောင်များအစ်ဆက်နေသည့်သူတို့၏လက်များကိုမိခင်မှုပို့ထားသည့်မိဘုံမဟုတ်ဖျားသခင်ကိုပူဇော်ထားသည့်မိဘုံတစ်ပုံပါမိဖုရားဆူရာရာ၏လက်ပြက်အိမ်ကြီးသည်မိဘုံထဲတွင်ကောက်ကွေ့တွန့်လင်ကပြဖြစ်သွား၏မိဖုရား၏အချိုးအစားကျနလာသည့်လက်မောင်းဖြူဖြူများနှင့်တီကြီးလေးနက်သည့်မျက်နာသည်လည်းပြဖြစ်သွား၏ဘင်အမနူလာလည်းသူ၏တစိမ့်များအားလုံးနှင့်အတူမိရှုခံရသည်အာဖဂန်ဝတ်စုံဆင်မြန်းထားသည့်မိန်းကလေးများမျက်စိနေသည့်မူဂျာဟီဒင်စစ်သားများနှင့်ကန်ဒါဟာဈေးရှိလေသမားများနှင့်အတူဘင်များ၏အနွယ်တော်အားလုံးသည်မိဘုံတွေတွင်တပြည့်ပြည့်မြည်လျက်အဆိုပါနိုဝင်ဘာလအတွင်းနေ့တစ်နေ့မွန်လွယ်ပိုင်းတွင်ဘာသာရေးပလိတ်များသည်တာဝန်ကျေပွန်စွာအမှုတော်ထမ်းဖို့ဆူလတန်ခန်း၏စာအုပ်ဆိုင်သို့ရောက်သွားကြသည်လူဖြစ်စေတိရစ္ဆာန်ဖြစ်စေတက်ရှိတတဝါအယုတ်ပါသည့်မြည်သည့်စာအုပ်ကိုမဆိုစာအုပ်စင်များပေါ်မှဆွဲယူဆုပ်ဖြဲပြီးမိဘုံထဲသို့ပြစ်ပေါက်ထည့်ကြသည်တယ်လီဖုန်းလမ်းညွှန်စာအုပ်များပို့စကတ်များနှင့်ညီညွှန်းစာအုပ်တို့၏အဖုံးများကိုပင်ချမ်းသာမပေးကြမိဘုံကိုဝိုင်းရန်လျက်ရှိသည့်ကလေးများ၏အလဲတွင်စစ်သားများကခြားပေါ်များဖြင့်ဒုံများကိုကင်ဆောင်ထားကြသည်သူတို့ကရုပ်ပုံစာအုပ်ရုပ်ထုဂီတအကရုပ်ရှင်များနှင့်လွတ်လပ်စွာတွေးခေါ်မှုကိုနှစ်သက်သူအားလုံးအားလူအဖွဲ့အစည်းရန်သူများအဖြစ်သဘောထားကြကုန်သည်ယနေ့တော့ရုပ်ပုံများကိုသာသူတို့စိတ်ဝင်စားကြသည်မိစ္ဆာဒိဋ္ဌိစာသားများအပြင်သူတို့မျက်စိရှိတဲ့တဲ့စာအုပ်စင်များပေါ်ရှိစာအုပ်များကိုပင်မျက်စိရှမ်းသွားကြသည်စစ်သားများသည်စာမတက်ကြသည်တာလီဘန်ကျမ်းစာနှင့်မိစ္ဆာဒိဋ္ဌိစာအုပ်ကိုပင်ခွဲခြားသိတဲ့များမဟုတ်သို့သောအယုံနှင့်စာတက်ရှိတတဝါနှင့်တတ်မဲ့ပစ္စည်းများကိုတော့ခွဲခြားနိုင်ကြ၏နောက်ဆုံးတွင်မိဘုံမှာပြာသာကြံပြီးကဘူးမြို့၏လမ်းများပေါ်သို့ပြန်ကျဲကုန်ကြသည်သူမျက်နှိုးသည့်စာအုပ်များကိုဆုံးရှုံးခံလိုက်ရရှာသည်စာအုပ်ဆိုင်ပိုင်ရှင်အားတစ်ဖက်တစ်ချက်စီတွင်တာလီဘန်စစ်သားတစ်ယောက်စီညှက်လျက်ကားတစ်စီးပေါ်သို့တွန်းတင်လိုက်ကြပြီးစာအုပ်ဆိုင်ကိုချိတ်ပိတ်လိုက်ကြသည်ဘာသာတရားကိုစန့်ကျင်သည့်အပြုအမူအတွက်ဆူလတန်ထောင်နှန်းဆန်သွားပြီစာအုပ်ရှင်တွေနောက်ဘက်ကိုကြက်မပြည့်တဲ့အကောင်တွေကြည့်မသွားတာကံကောင်းတယ်ဟုဆူလတန်ကတွေးမိသည်စာအုပ်ရှင်များနောက်တွင်အန်ရဲ့အကြီးဆုံးစာအုပ်များကိုကတိကသက်ဝတ်ထားခဲ့၏ရင်းစာအုပ်များကိုမေးသူမရှိမှသာမေးသူများကိုလည်းယုံကြည်ရမှသာဆူလတန်ထုတ်ယူပေသည်ထိုအခြေအနေကိုဆူလတန်မျှော်လင့်ထားပြီးသားတရားမဝင်စာအုပ်များကျုပ်ပုံများကိုသူရောင်းချလာခဲ့သည်မှာနှစ်အတန်ကြာခဲ့ပြီစစ်သားများကသူ့ကိုချိန်ချောက်ကြစာအုပ်တချို့ကိုသိမ်းယူကြထို့နောက်ပြန်ထွက်သွားကြတာလီဘန်၏အမြင့်ဆုံးအာဏာပိုင်ထံမှဒုက္ခပေးမိဟန်များပြပြီးစာအုပ်ဆိုင်ပိုင်ရှင်အားအယူဝါဒပြောင်းပေးရန်နှင့်တာလီဘန်အရေးတော်ပုံအတွက်အင်အားစုဆောင်းရန်အစိုးရကကြိုးပမ်းသည့်အနေဖြင့်သူ့အားယဉ်ကျေးမှုဝန်ကြီးထံသို့ပင်ခေါ်သွားကြသည်ဆူလတန်ကတာလီဘန်စာအုပ်တချို့ကိုစိတ်လူလက်ရရောင်းချပေးပါသည်သူသည်လွတ်လပ်စွာတွေးခေါ်သူတစ်ယောက်ဖြစ်ပြီးလူတိုင်းကြားနာခွင့်ရှိသည်ဟုသောသဘောထားလည်းသူ့မှာရှိသည်သို့သောဆူလတန်ကတာလီဘန်၏စိတ်ပျက်စရာကောင်းသောဒေသနာတော်များနှင့်အတူသမိုင်းစာအုပ်များသိပ္ပံစာအုပ်များအစ္စလမ်အတွေးအမြင်စာအုပ်များနှင့်အထူးသဖြင့်ဝတ္ထုစာအုပ်ကြပြစာအုပ်များကိုရောင်းခြင်းသည်တာလီဘန်ကညှင်းကုန်ဆွေးနွေးခြင်းကိုမိစ္ဆာဒိဋ္ဌိအပြုအမူအဖြစ်ယူဆပြီးအပြစ်ဟုရိုးဆို၏ကုရ်အာန်ကျမ်းကိုဖတ်ရှုလေ့လာခြင်းမှတပါမည်သည်ကိုမှဖတ်เสียမလို့ဖတ်လျင်အန္တရာယ်ရှိသည်ဟုပင်အမိန့်တော်မှတ်သည်1996ခုနှစ်စောင်းရာသီအတွင်းတာလီဘန်အာဏာရချိန်တွင်ဝန်ကြီးဌာနများမှကျွမ်းကျင်သူများကိုထုတ်ပစ်ပြီးထိုသူတို့၏နေရာတွင်မွတ်စလင်ဘာသာရေးဆရာများကိုအစားထိုးခံထားခဲ့သည်
ဘူဘာမသည်တက္ကသိုလ်အထိအရာခတ်သိမ်းကိုထိန်းချုပ်ထားသူများမှာမွတ်စလင်ဘာသာရေးဆရာများကြီးသာသူတို့၏ရည်မှန်းချက်ပန်းနိုင်မှာခုနှစ်ရာစုအတွင်းအာရဗီးယားကျွန်းဆွယ်တမန်တော်မိုဟာမက်နေထိုင်ခဲ့စဉ်ကတည်ရှိခဲ့သည့်လူအဖွဲ့အစည်းကဲ့သို့သောလူအဖွဲ့အစည်းတစ်ခုကိုဖန်တီးရန်ဖြစ်သည်နိုင်ငံခြားရေနံကုမ္ပဏီများနှင့်တာလီဘန်ဆွေးနွေးညှိနှိုင်းရမှာပဲမွတ်စလင်ဘာသာရေးဆရာများသည်ရေနံအကြောင်းကိုငကန်းတစ်လုံးမှမသိပါပဲဆွေးနွေးသည့်စပွဲဝိုင်းတွင်ဝန်ထိုင်ကြတဲ့တာလီဘန်လက်အောက်တွင်တိုင်းပြည်သည်တိုး၍သာဆင်းရဲလာမည်တိုး၍သာစိတ်ပြတ်စရာဖြစ်လာမည်တိုး၍သာအမြင်ကျဉ်းမြောင်းလာမည်ကိုဆူလတန်တေချာပေါက်တတိထားသည်အာနာပိုင်များကခေတ်နှင့်အမိလိုက်သည့်ကိစ္စအားလုံးကိုတော်လှန်ကြတိုးတက်စေမည်အတွက်ခေါ်ကို၎င်းစီးပွားရေးဖွံ့ဖြိုးမှုကိုတော့၎င်းနားလည်သဘောပေါက်လို့စိတ်မရှိကြအနောက်နိုင်ငံများတွင်ဖြစ်စေမွတ်စလင်ကဘာတွင်ဖြစ်စေဆောင်ရွက်နေသည့်သိပ္ပံဆိုင်ရာဆွေးနွေးမှုများကိုရှောင်ဖယ်ကြလူတွေဘလို့ဝတ်ဆင်ကြရမည်သူတို့ကိုသူတို့ဘလို့ဖုံးထားရမည်အမျိုးသားများအနေဖြင့်ဖျားရှိခိုးချိန်ကိုဘလို့လေးစားကြရမည်အမျိုးသမီးများကလူအတိုင်းဝိုင်းနှင့်ဘလို့ဖယ်ကျင်နေရမည်ဆိုသည့်ကိစ္စများနှင့်ဆက်လင်း၍တနာစရာကောင်းလောက်အောင်နှုံချလာသည့်အကြောင်းပြချက်များကသူတို့၏မူဝါဒကြီးညာစာတမ်းပင်ဖြစ်တော်သည်သူတို့သည်အစ္စလမ်သမိုင်းနှင့်၎င်းအာဖဂန်နစ္စတန်သမိုင်းနှင့်၎င်းကျွမ်းဝင်ပြွန်းသည့်သူများမဟုတ်ကြရုပ်စွာအစုံစိတ်ဝင်စားမှုပင်ရှိကြသည်များမဟုတ်ဆူလတန်ခန်းသည်ကအတွင်းရှိစာမတက်ပေမတက်သည်တာလီဘန်စစ်သားနှစ်ယောက်ကြားတွင်ကြက်ညက်ထိုင်ရင်စစ်သားများကတက်အုပ်ချုပ်လိုက်ဘာသာရေးဆရာများကတက်အုပ်ချုပ်လိုက်ဖြစ်နေသည့်သူတိုင်းပြည်ကိုစိတ်ရှိတိုင်းကျိန်ဆဲနေသည်သူသည်ဘာသာတရား၌တပ်ဝင်ယုံကြည်သူဖြစ်တော်လဲအစွန်းမရောက်သည့်မွတ်စလင်တဦးဖြစ်သည်နည်းနည်းတိုင်းအလရှင်မြတ်ကိုရှ िख ိုးတော်လဲဘာသာရေးပလိတ်များကလမ်းများပေါ်မှဆွဲလာသည့်တခြားလူများနှင့်အတူသူ့အားနီးရပလီသို့ဆွဲမပို့လျင်ဖျားရှိခိုးကိုကြံရှိနေသည့်နောက်ထပ်၄ချိန်ကိုမတိဘာသာနေလိုက်တတ်သူဖြစ်သည်ယာရမန်ဇန်ဥပုပ်ကိုအင်တင်ဖြင့်အလေးထားကနေထွက်ချိန်မှသည်နေဝင်ချိန်ကာလအတွင်းအထူးသဖြင့်တယောက်ယောက်ကြည့်နေသည့်အခါများတွင်အစာမစားဘဲနေသည်သူသည်သူမယားနှစ်ယောက်အပေါ်တစ္ဆာရှိသူဖြစ်ပါသည်ကလေးများကိုလည်းစီကံတကြအုပ်ထိန်းကဘုရားသခင်ကိုကြောက်သည့်မွတ်စလင်ကောင်းများဖြစ်လာကြစေရန်တွင်တင်ပေးသူဖြစ်သည်စာမတက်ပေမတက်သည့်ဘုန်းကြီးများအဖြစ်သူသဘောထားသည့်တာလီဘန်အပေါ်အလေးဂရုမထားခြင်းမှအပသူတွင်ဘာမှမရှိပါတာလီဘန်များသည်စာတက်မြောက်မှုနှုန်းနှိမ့်ကျသည့်အစဉ်အရဲဆုံးနှင့်ရှေးအဆန်ဆုံးကြီးတော်ပိုင်းမှပေါ်ပေါက်လာသူများဖြစ်ကြသည်ဆူလတန်အဖမ်းခံရခြင်းနောက်ွယ်တွင်လူကြည်ဝင်ဆိုင်ရာဝင်ကြီးဌာနရှိနေသည်သူအားထောင်ထဲတွင်စစ်ဆေးမေးမြန်းစဉ်အတွင်သူသည်မုတ်စိတ်ကိုပုတ်တက်လျက်ရှိသည်တာလီဘန်ပြဋ္ဌာန်းချက်အရလက်သီးစုပ်လောက်ရှိသောထိုမုတ်စိတ်ကိုသူထားခြင်းဖြစ်သည်ရင်းကလည်းတာလီဘန်ထုံးတမ်းနှင့်အညီလိုက်လို့ရခြင်းဖြစ်သည်အင်ကြီးကဒူးအောက်သို့ရောက်ရမည်ဘောင်းမီကခြေမျက်စိကိုဖုံးနေရမည်မင်းတို့ငါစာအုပ်တွေကိုမိရှုပစ်လို့ရမယ်ငါဘဝကိုမခံကြီးမခံသာဖြစ်အောင်လုပ်လို့ရမယ်ငါ့ကိုတပ်ပစ်ချင်ရင်တော့တပ်ပစ်လို့ရမယ်အာဖဂန်နစ္စတန်သမိုင်းကိုတော့ဖြတ်ပစ်လို့မရဘူးဟဲ့ဟူစစ်စေးမင်းများသူအားသူဂုံယူဝင်ကြွားစွာပြောပြလိုက်သည်စာအုပ်များသည်ဆူလတန်၏ဘဝပါစာတင်ကျောင်းမှာစာအုပ်ကိုပထမဆုံးကန်ရစဉ်ကတည်းကစာအုပ်များ၏ညှို့ယူဖန်ဆားခြင်းကိုသူခံခဲ့ရသည်ကပူးမြို့ပြင်ပဒေခုဒိုင်ဒက်ရွာတွင်1950ပြည့်နှစ်လွန်များနှင့်အတွင်းစင်းရဲသားမိသားစုတစုမှသူမွေးဖွားကြီးပြင်းလာခဲ့သည်မိဘနှစ်ပါးစလုံးစာမဖတ်တတ်ကြတော့လဲသူ့အားကြောင်းထားနိုင်ဖို့အတွက်လုံလောက်သောငွေကိုမိဘများကချစ်ကုတ်ရှာဖွေစုဆောင်းခဲ့ကြသည်သူသည်အကြီးဆုံးသားဖြစ်သည့်အားလျော်စွာမိဘများကစုဆောင်းထားသမျှငွေကြေးကိုသူ့အတွက်အကုန်ကျခံခဲ့ရသည်သူ့ရင်မွေးသည့်အမမှာကြောင်းမနေခဲ့ရသဖြင့်စာရေးစာဖတ်စာမတက်ရှာယခုအသက်အရွယ်သို့ရောက်ချိန်မှပင်သူမသည်နိုင်ကိုမှန်အောင်မကြည့်တတ်ချေသူမ၏အနာဂတ်အတွက်လင်ပေးစားလိုက်ဖို့ပဲရှိသည်သို့တော်ဆူလတန်ကတော့ကြီးကြီးကျယ်ကျယ်ဖြစ်ဖို့ဇာတာပါလာသည်သူ၏ပထမအခက်ခဲမှာကြောင်းသွားခြင်းဖြစ်သည်သူ့မှာဖဏတ်မရှိသောကြောင့်ကျောင်းသို့လမ်းလျှောက်မသွားခြင်းအမေကအတင်းလွှတ်ရသည်အေးကျောင်းမသွားဘူးဟုတ်လားအခုချက်ချင်းငါနဲ့တွေ့မယ်သူပြောဆိုရင်သူ့ခေါင်းကိုမနာအောင်ခောက်ပြီးနောက်တော့ဖဏတ်ဝယ်ဖို့အတွက်ဆူလတန်အလုပ်လုပ်ပြီးပတ်စံရှာသည်ကျောင်းတက်နေစဉ်ကာလတစ်လျှောက်လုံးသူလှုပ်လှုပ်ခဲ့သည်ကျောင်းမတက်ခင်နံနက်ပိုင်းများနဲ့မိုးမချုပ်ခင်ညနေပိုင်းများတွင်အုပ်ဖုတ်ပြီးမိသားစုများအတွက်ပတ်စံရှာသည်နောက်ပိုင်းတွင်ဆိုင်တစ်ဆိုင်မှာအလုပ်လုပ်ရသည်မိဘများသူရသည့်လသာကိုတဝက်လျှော့ပြောထားပြီးရှို့ထားသည့်လသာတဝက်ဖြင့်
စာအုပ်များဝယ်၏ဆယ်ကျော်သက်အရွယ်တွင်စာအုပ်များစတင်ရောင်းနေပြီဖြစ်လေသည်သူအားအင်ဂျင်နီယာကျောင်းသားအဖြစ်လက်ခံခဲ့တော်လဲစီလီယောသောစာအုပ်များကိုရှာဖွေမရခဲ့ကြတီဟီရန်သို့ဦးလေးဖြစ်သူနှင့်အတူသွားသည့်ခရီးတွင်စာအုပ်ဈေးတစ်ဈေး၌လိုအပ်သောစာအုပ်များကိုတွေ့လိုက်ရသည်ထိုဈေးမှစာအုပ်အတွဲပေါင်းများစွာကိုဝယ်ယူလာပြီးကပူးရှိအတန်းသူကျောင်းသားများအားဈေးနှုန်းနှစ်ဆဖြင့်ပြန်ရောင်းသည်ဤသို့ဖြင့်စာအုပ်ဆိုင်ပိုင်ရှင်မွေးဖွားလာခြင်းမှာဤသို့ဖြင့်အသက်မွေးဝမ်းကြောင်းအလုပ်တစ်ခုကိုသူရလိုက်ခြင်းမှာစာအုပ်ဝါသနာအိုးမဖြစ်သေးမီကာလအတွင်းအင်ဂျင်နီယာတဦးအဖြစ်ကပူးတွင်အဆောက်အုံနှလုံးတိဆောက်ရ၌လည်းပါဝင်ခဲ့ဘူးသည်နောက်တစ်ကြိမ်ထက်၍သူအားဖျားယောင်းတွေးဆောင်သည်မှာတီဟီရန်မှစာအုပ်ဈေးများဖြစ်သည်ပါရှန်မြို့တော်ကြီးစာအုပ်များကြားတွင်ကြီးတော်သားလေးတဝဲလေလေဖြစ်နေခဲ့သည်ရှိသည်ဟုထင်မှတ်မထားသောစာအုပ်များကိုသူတွေးရှိခဲ့ရသည်ပါရှန်ကပြစာအုပ်များပကြီးပပုဆိုင်ရာစာအုပ်များနှင့်အင်ဂျင်နီယာစာအုပ်များကိုတစ်တာပေါင်းများစွာသူဝယ်ယူလာခဲ့သည်ကပူးသို့ပြန်ရောက်လာသည့်အခါမြို့လေကောင်ရှိဟင်းခတ်အမွှေးကြိုင်ကုန်သည်များကပတ်ဆိုင်များကြားတွင်သူ၏ပထမအဆုံးစာအုပ်ဆိုင်တွေကိုဖွင့်လှစ်လိုက်ပါသည်အဆိုပါကာလမှာ1980ပြည့်နှစ်လွန်များအတွင်းဖြစ်ပြီးလူအဖွဲ့အစည်းကရှေးရိုးနှင့်ခေတ်သစ်ကြားတွင်ရန်တိရိုက်တူသွားနေခြင်းအစွန်းမရောက်သောအပြင်းကြီးသောဘရင်ဇဟီရှားကတိုင်းပြည်ကိုအုပ်စိုးလျက်ရှိပြီးတိုင်းပြည်ခင်မိအောင်သူစိတ်မပေါ့တပါဆောင်ရွက်သည့်ကိစ္စများကိုဘာသာရေးရက်ကွက်များကပြင်းထန်စွာဝေဖန်နေကြသည်တော်ဝင်မိသားစုမှအမျိုးသမီးများကမျက်နှာလွှာစာမစင်မြန်းပဲလူပုံလေတွင်တွာလာသည်ကိုဘာသာရေးဆရာတတိုက်ကကန့်ကွက်သည့်အခါထိုသူများထောင်ထဲသို့ရောက်ကုန်ကြသည်တဲ့သူများစာသင်ကျောင်းများအရေးအတွက်များပြားလာသည်နှင့်အမျှကျောင်းသားဆန္ဒပြပွဲများကကက်လျက်လိုက်ပါလာကြသည်ဤတွင်ဆန္ဒပြသည့်ကျောင်းသားများကိုအာဏာပိုင်များကအကြမ်းဖက်နှိပ်ကွပ်သဖြင့်ကျောင်းသားအများအပြားသေဆုံးကုန်ကြသည်ရွေးကောက်ပွဲပြုလုပ်ပေးခြင်းမရှိတော့လဲတော်လန်လိုသောလက်ဝဲခိုင်းများမှသည်တင်းကျပ်သောဘာသာရေးအခြေခံသဘောတရားကိုအတိအကျလိုက်နာသည့်အုပ်စုများအထိပါတီများနိုင်ငံရေးအုပ်စုများကမှုလူပေါက်နေကြပြီးအုပ်စုအချင်းချင်းတိုက်ကြခိုက်ကြသဖြင့်တိုင်းပြည်တဝင်းတွင်အခြေအနေမငြိမ်မသက်ဖြစ်လာတော့သည်သုံးနှစ်တိုင်တိုင်မိုးခေါင်သည်ကိုအကြောင်းပြု၍စီးပွားရေးမှာရှေ့မတိုးနောက်မဆုတ်ပဲဤနေပြီး1983ခုနှစ်ဒုဗိကရာကက်ဆိုးကြီးအတွင်းအီတလီသို့ကျမ်းမာရေးကိစ္စဖြင့်ဇဟီရှာတွားရောက်လျက်ရှိစဉ်သူ့ဝမ်းကွမ်းကြီးကိုတော့ဒါအော့ကနိုင်ငံတော်အာဏာကိုသိမ်းယူပြီးတအုပ်ဆံပိုင်ဘရင်စနစ်ကိုဖျက်သိမ်းပစ်လိုက်လေသည်သမ္မတဒါဝိအစိုးရအဖွဲ့ကဇဟီရှာလက်ထက်ကပင်ထပ်ပြီးဖိနှိပ်သေးသည်သို့သောဆူလတန်၏စာအုပ်ဆိုင်နာမှုအောင်မြင်တိုးတက်လျက်နိုင်ငံရေးအုပ်စုအမျိုးမျိုးကထုတ်ဝေသည့်စာအုပ်စာတမ်းများကိုသူရောင်းသည်မိဘများနှင့်အတူရွာရှိအိမ်တွင်နေထိုင်ကပူးမြို့ရှိစာအုပ်ဆိုင်သို့နံနက်တိုင်းစပိန်စီး၍သွားပြီးညနေတိုင်ကြလျင်အိမ်သို့ပြန်သည်သူကြုံတွေ့နေရသောတစ်ခုတည်းသောပြဿနာမှာအမေကမိမယူဖို့နဘူးနစာလုပ်နေခြင်းဖြစ်သည်သူမကဆူလတန်ဝမ်းဝဲနှမသို့မဟုတ်အိမ်ဖေးနာကမိန်းကလေးနှင့်မိတ်ဆက်ပေးတော်လဲသူ့အနေဖြင့်အိမ်ယာထူထောင်ဖို့အသင့်မဖြစ်သေးချေသူ့အတွက်စောင်းထဲမှာကြက်တွေအများကြီးရှိသည်အလင်းလိုစရာမရှိခရီးထွက်နိုင်အောင်လွတ်လွတ်လပ်လပ်နေခြင်းသေးသည်ရန်ဖန်ရန်ခါတီဟီရန်တက်ရှ်ကင်နှင့်မော်စကိုသို့တွားရောက်၍လက်ပတ်သည်မော်စကိုတွင်လက်မီလာအမည်ရှိရုရှားမှလေးတယောက်နှင့်ရည်စားဖြစ်ခဲ့သည်1989ခုနှစ်တွင်အာဖဂန်နစ္စတန်ကိုရုရှားဝင်ရောက်မကျူးကျော်ခင်လပိုင်းမှာပထမဆုံးအမှားကိုသူကျူးလွန်မိခဲ့၏တိုင်းပြည်ကိုတင်းမာသောကွန်မြူနစ်နျူမိုဟာမက်တာရာဂီအုပ်ချုပ်နေချိန်အာဏာသိမ်းပွဲတစ်ခုတွင်ဒါအော့မှသည်အထွေးဆုံးနှိုးဆိုကလေးအထိသမရမိသားစုတစ်စုလုံးတပ်ဖြတ်ခဲ့သည်အကျဉ်းထောင်များတွင်လူတွေပြည့်ရှံနေပြီးထောင်ပေါင်းများစွာသောနိုင်ငံရေးပြိုင်ဘက်များဖမ်းဆီးခံကြရနှိပ်စက်ခံကြရကွပ်မျက်ခံကြရကွန်မြူနစ်များကတိုင်းတစ်ပြည်လုံးတွင်သူတို့၏ထိန်းချုပ်မှုကိုတောင့်တင်းခိုင်မာစေရန်လူလာပြီးအစ္စလာမစ်အုပ်စုမှုကိုအုပ်စုများကိုဖိနှိပ်ဖို့ကြိုးစားကြသည်ဤအခြေအနေတွင်မူဂျာဟီဒင်ဘာသာရေးစစ်သည်များကအစိုးရကိုစန့်ကျင်ရန်အလို့ငါလက်နက်ဆွဲကင်ကြသည်ဤပရိပခသည်နောက်ပိုင်းတွင်ဆိုဗီယက်ပြည်ထောင်စုကိုစန့်ကျင်တိုက်ခိုက်သည့်ပျောက်ကြားစစ်အသွင်သို့ပြောင်းသွားခဲ့သည်မူဂျာဟီဒင်ကသဘောတရားနှင့်ဥတီချက်တတိတသန်းကြီးကိုတင်ပြသည်အုပ်စုအမျိုးမျိုးမိစ္ဆာဒိဋ္ဌိအစိုးရအားစန့်ကျင်တိုက်ခိုက်သည့်ဘာသာရေးစစ်ပွဲနှင့်အစ္စလမ်လွှမ်းခြုံရေးကိုထောက်ခံကာစာဆောင်များထုတ်ဝေကြသည်အစိုးရဘက်ကလည်းမူဂျာဟီဒင်နှင့်ပင်းထားသည်ဟုတန်တရားဖြစ်သူများအားဖိနှိပ်ချုပ်ကင်ထားပြီးလျှင်မူဂျာဟီဒင်အားသဘောတရားစာဆောင်များထုတ်ဝေခြင်းကိုတ
တင်းကျပ်စွာပိတ်ပင်ထား၏မူဂျာဟီဒင်နှင့်ကွန်မြူနစ်နှစ်ဖက်စလုံးကထုတ်ဝေသည့်စာဆောင်များကိုဆူလတန်ရောင်းပါသည်ထို့ပြင်စာအုပ်စာတမ်းစုဆောင်းခြင်းကိုမတားဆီးနိုင်သည့်ဝါသနာကြောင့်တွေ့သည်များစာအုပ်စာဆောင်များကိုလည်းအမျက်တင်၍ပြန်ရောင်းရန်ဝယ်ယူစုဆောင်းထားသည်တာမြစ်ထားသည့်စာအုပ်စာတမ်းများကိုကောက်တာအောက်တွင်ဝတ်ထားသည်တယောက်ယောက်ကသူ့အားအသတင်းပေးဖို့အချိန်သိမ့်မဆောင်လိုက်ရဆူလတန်ထံမှဝယ်သွားသည့်စာအုပ်တုံးနှင့်အတူလမ်းတရောက်အဖမ်းခံလိုက်ရသည်စာအုပ်ဆိုင်ကိုပလိတ်ကဝင်ရောက်စီးနှင်းရာတရားမဝင်စာအုပ်များကိုတွေ့သွားသဖြင့်ပထမဆုံးအကြိမ်ဖြစ်စာအုပ်များမိပုံရှူခြင်းခံရသည်ဆူလတန်ဖမ်းဆီးရိုက်နှက်ပြီးထောင်ဒဏ်တစ်နှစ်အပြစ်ပေးလိုက်သည်မိသည့်စာရဲစာရဲမကိုမဆိုတားမြစ်ပိတ်ပင်ထားသည့်နိုင်ငံရေးကျင်းသားများအခန်းတွင်သူနေရသည်အုပ်နိုင်ရန်ကိုသာလာပေါင်းများစွာသူကြည့်နေခဲ့ရသည်သို့သောအဆောင်တယောက်အားအမေပို့သည့်ထောင်ဝင်စာထုတ်ဖြင့်လက်ထိုးနိုင်သဖြင့်သူ့ထံသို့စာအုပ်များအပတ်တိုင်းရောက်လာသည်စူထိုင်းနိုင်ငံများကြားမှာအာဖဂန်ယဉ်ကျေးမှုနှင့်စာပေအပေါ်တွင်သူစိတ်ဝင်စားမှုကြီးထွားလာခဲ့သည်ဘာရှန်ကဗျာနှင့်သူ့တိုင်းပြည်ထူးခြားကောင်းမွန်သောအတိတ်အကြောင်းကိုဖတ်နေရလျင်သူ့စိတ်သည်စာထဲတွင်နှမျောသွားတော့သည်ထောင်မှလွတ်လာချိန်တွင်အာဖဂန်ယဉ်ကျေးမှုနှင့်သမိုင်းဗဟုသုတကိုအားပေးရန်တိုက်ပွဲဝင်ဖို့ဆုံးဖြတ်လိုက်သည်အစ္စလာမ်ရဲ့ပျောက်ကြားများနှင့်တရုတ်လူလားသည့်ကွန်မြူနစ်အတိုက်ခံတို့ကထုတ်ဝေသည့်စာအုပ်စာတမ်းများကိုသူဆက်ရောက်တော်လဲခါတိုင်းထက်သတိပူထားရသည်သူဟာအာဏာပိုင်များကစောင့်ကြည့်လျက်ရှိပြီး9နှစ်ခန့်အကြာတွင်သူဖမ်းခံရပြန်သဖြင့်အကျဉ်းထောင်အုပ်ရိုးများနောက်တွင်ဘာရှန်အပြီးတမှာဖြင့်စိတ်ကိုငြိမ်အေးအောင်လေ့ကျင့်ဖို့နောက်တစ်ချိန်တွင်အခွင့်အရေးရသွားပြန်သည်သို့သောဆွဆွချက်အဟောင်းအပြင်ဆွဆွချက်အသစ်တစ်ခုတိုးလာသည်သူကိုတနာရှင်ပေါက်ဆဟုတစိတ်ကက်လာခြင်းဖြစ်သည်အရင်ရှင်ပုံစံမျိုးဖြင့်စီးပွားရှာသူဟူသောဆွဆွချက်ဤဖြစ်ရအားလုံးမှာအာဖဂန်နစ္စတန်နိုင်ငံ၏ကွန်မြူနစ်အစိုးရလက်ထက်အတွင်းပေါ်ပေါက်ခြင်းဖြစ်သည်ပြည်သူများကြားတွင်ဘုံလေယာပြုလုပ်ရန်ကျိုးပမ်းမှုများကဒုက္ခဆင်းရဲများကိုပေါ်ပေါက်စေပါသည်ချမ်းသာသောမြေပိုင်ရှင်များထံမှဝယ်ထားသည့်လေယာမြေများကိုဆင်းရဲသားလယ်သမားများစွာတို့ကလက်မခံလိုကြသည်ခိုးထားသည့်မြေပေါ်တွင်စိုက်ပျိုးခြင်းသည်အစ္စလာမ်တရားတော်နှင့်စန့်ကျင်သောကြောင့်ဖြစ်သည်တောနယ်များကဆန္ဒပြကြသဖြင့်ကွန်မြူနစ်စီမံကိန်းများအောင်မြင်ဖို့ဆိုသည်မှာဖြစ်တောင့်ဖြစ်ခဲ့ပါစီမံကိန်းများကိုအာဏာပိုင်များကအနည်းနဲ့အမြန်လက်လျှော့လိုက်ရ၏စစ်ကလူတိုင်း၏ခွန်အားကိုဆုပ်ယုပ်သွားစေပါသည်10နှစ်ကြာတွင်အာဖဂန်တို့၏အသက်ပေါင်း 1.5 သန်းကိုစစ်ကချွေဖြုတ်သွားခဲ့သည်ဒနာရှင်ပေါက်စာအားထောင်မှလွတ်လိုက်ချိန်တွင်သူ့အသက်35နှစ်ရှိပြီဆိုဗီယက်ပြည်ထောင်စုကိုတိုက်သည့်စစ်သည်တစ်ခုလုံးကိုခြုံကြည့်လျင်ကြီးလက်ပိုင်းတွင်တိုက်ချင်းဖြစ်သည်ဖြင့်ကဘူးမြို့သည်အနှဲနှင့်အများဆိုသလိုမူလအတိုင်းကြန့်ရှိနေခဲ့သည်ပြည်သူတို့သည်နေ့စဉ်ဘဝကိုပြင်းညှင်းငွေပွဲအလုံများဖြင့်မအားလက်နိုင်အောင်ရှိသည်ဤတစ်ချိန်တွင်မိခင်ဖြစ်သူကတားဖြစ်သူဆူလတန်အားမိမ့်မယူရန်တိုက်တွန်းရာစကားအောင်သွားလေသည်မိခင်ပေးစားသည့်မိန်းကလေး၏အမိမှာရှယ်ရီဖာချောမောလာပါသည်နှင့်အမျှထက်မြက်သည့်မိန်းကလေးဗိုလ်ချုပ်ကြီးတစ်ယောက်၏သမီးကျော်ဆူလတန်နှင့်ရှယ်ရီဖာလက်ထပ်ပြီးသား3ယောက်နှင့်သမီးတစ်ယောက်စီထွက်လာခဲ့လေသည်တနေ့လျင်ကလေးတစ်ယောက်နှုန်းအာဖဂန်နစ္စတန်မှာဆိုဗီယက်တို့ရုပ်သိမ်းသွားကြ၏1989ခုနှစ်နောက်ဆုံးတော့ပြည်သူများအနေဖြင့်ငြိမ်းချမ်းရေးကိုမျှော်လင့်ဆောင်စားနေကြပေပြီအကြောင်းမှာဆိုဗီယက်တို့ကကဘူးရှိအစိုးရကိုဆက်လက်ထောက်ခံပေးထားသဖြင့်မူဂျာဟီဒင်တို့ကလက်နက်မချကြသူတို့က1992ခုနှစ်မေလတွင်ကဘူးကိုတိမ့်တိုက်ရာတွင်ပြည်တွင်းစစ်စတင်လေတော့သည်မိသားစုကဝယ်လိုက်သည့်ဆိုဗီယက်တို့စောက်လုပ်ထားသောတိုက်ခန်းတစ်ခန်းမှာစစ်မှတ်ဖက်ဖက်နေသည့်အုပ်စုများကြားတွင်ရောက်နေသည်နိုင်ငံများကိုဒုံးကြီးများလာမှန်သည်ပရင်းများကိုကြည်စံများကအစိတ်စိတ်မောင်မောင်ခွဲပစ်သည်ဝင်းတိုင်းကိုတင်ကားများနှင့်တက်ကြိတ်သည်တရင်တစ်ပတ်များကြာအောင်အိမ်ခန်းထဲတွင်ကုတ်နေခဲ့ကြရပြီးနောက်ကြည်စံတံများဆဲသွားချိန်တွင်ဆူလတန်သည်မိသားစုကိုခေါ်ပြီးပါကစ္စတန်သို့ထွက်သွားလေသည်သူပါကစ္စတန်မှာရှိနေစဉ်သူ့စာအုပ်ဆိုင်မှာလူရက်ဖျက်ဆီးခံရ၏ပြည်သူစာကြီးတိုက်လည်းထိုနေ့အတိုင်းသာထိုးတန်စာအုပ်များသည်စာအုပ်စုဆောင်းသူများထံသို့တခိုးသေးဖြင့်ရောက်သွားကြသည်သို့မဟုတ်တင်ကားများကြီးစံများလက်ပစ်ဗုံးများနှင့်လဲလှယ်ကြသည်သူ့စာအုပ်ဆိုင်အခြေအနေကိုကြည့်ရှုဖို့ပါကစ္စတန်မှပြန်လာစဉ်ဆူလတန်ကိုယ်တိုင်ကပင်အမျိုးသားစာကြီးတိုက်မှခိုးယူလာသည့်ရတတ်သလောက်စာအုပ်အချို့ကိုတိမ့်ကျုံဝယ်ထားလိုက်သည်သူတကယ်လျှော်သေးဖြင့်ရလိုက်ခြင်းပါနှစ်ပေါင်းရာချီ၍သက်တမ်းရှိသည့်အမှုပညာလက်ရများကိုဒေါ်လာငွေအနည်းငယ်နှင့်များနှင့်သူဝယ်ယူနိုင်ခဲ့သည်
အဆိုပါအမှုပညာလက်ရများတဲ့တွင်ဥဇဘက်ကစ္စတန်မှနှစ်ပေါင်း900သက်တမ်းရှိလက်ရေးစာမှုတစ်ခုကိုနောက်တစ်ခါတွင်ဥဇဘက်အစိုးရကဒေါ်လာ2500ဖြင့်ဆူလတန်ထံမှဝယ်ယူသွားသည်ဇဟီရှားဘုရင်အနှစ်သက်ဆုံးကိုယ်ပိုင်စာအုပ်ဖြစ်သည့်မော်ကွန်စာဆိုဖာဒူစီ၏မဟာလက်ရာရှားနမနှင့်နှစ်ပေါင်းများစွာစာအုပ်ပေါင်းများစွာကိုစာအုပ်အမည်ကိုပင်မဖတ်တတ်သည့်တခုများထံမှဈေးပေါဖြင့်သူဝယ်ယူခဲ့သည်မူဂျာဟီဒင်စစ်နယ်ရှင်များအကြား9နှစ်နီးပါးများအပြင်းထန်တိုက်ခိုက်ကြပြီးနောက်ကပူးမြို့တဝက်သည်အုပ်ချိုးအုပ်ပွဲများအဖြစ်သို့ရွေလျှောကမြို့သူမြို့သား9000ခန့်သေကြေပျက်စီးခဲ့ကြသည်1996ခုနှစ်စက်တင်ဘာလ29ရက်နေ့နနက်ကပူးမြို့သူမြို့သားများအိယာမှနိုးလာချိန်တွင်ကပူးတစ်မျိုးလုံးလုံးဝတိတ်ဆိတ်ငြိမ်သက်လျက်လွန်ခဲ့သည့်နေ့ညနေပိုင်းလောက်တွင်အကျော်စရဖြစ်သည့်မူဂျာဟီဒင်တပ်မှူးကြီးအာမတ်ရှာမာဆွတ်နှင့်သူတို့တက်သည့်ပန်ရှီတောင်ကြားရှိရှောင်းသိမ်းသွားကြလေသောကြောင့်ဖြစ်သည်သမရနန်းတော်အပြင်ဘက်ရှိတိုင်းတိုင်းထက်တွင်တွဲလောင်းဆွဲထားသည့်အလောင်းကောင်နှစ်ခုအလောင်းကောင်ကြီးသည်တကူလုံးတွေးချင်းချင်းညီမြန်းလျက်ရင်းကိုတင်းကိုထားသည်လက်ချောင်းလေးများကျင်းမွနေကြသည်ရင်မပိုင်းနှင့်မျက်နှာမှာဖွတ်ဖွတ်ကျင်နေ၏နှစ်ဖူးပေါ်တွင်ကြီးစံရအပေါက်တစ်ပေါက်ဖြန်လောင်းကောင်မှာပြစ်တက်ပြီးတွဲလောင်းဆွဲထားခြင်းဖြစ်သည်အင်ကြီးအိမ်များတွင်အာဖဂန်နီပတ်စံတွေအပြည့်အသိအလောင်းကောင်နှစ်ခုမှာတမရဟောင်းမူဟပ်နဂျီဘူလာနှင့်သူညီတို့ဖြစ်ကြသည်နဂျီဘူလာကလူမုံများသူသည်ဆိုဗီယက်ကျူးကျော်စဉ်တွင်လျှို့ဝှက်ပလိတ်တပ်ဖွဲ့အကြီးအကဲဖြစ်ခဲ့ပြီးလူအဖွဲ့အစည်းရန်သူများဟုဆိုသည့်လူ8000အားကွပ်မျက်ရန်အမိန့်ပေးခဲ့သည်သူသည်1986ခုနှစ်မှ1992ခုနှစ်အထိရုရှားတို့၏ထောက်ခံမှုဖြင့်သမ္မတဖြစ်လာခဲ့သူဖြစ်သည်မူဂျာဟီဒင်အာဏာသိမ်းပြီးနောက်မာဆွတ်သည်ကာကွယ်ရေးဝန်ကြီးဖြစ်လာပြီးစစ်ဂါကျူလာမူဂျာဒီဒီကပထမ3လအတွက်သမ္မတဖြစ်လာသည်3လလွန်သည့်အခါဘူဟာနူဒင်ယက်ဘာနီကသမ္မတရာထူးကိုဆက်ခံပါသည်နဂျီဘူလာမှာကပူးမြို့လေစိမ်းမှာထွက်ပြေးဖို့ကြိုးစားတော်လဲမအောင်မြင်သဖြင့်ကုလသမဂ္ဂတွင်ခိုလုံခွင့်တောင်းရာကပူးမြို့ရှိကုလသမဂ္ဂရုံးဝင်တွင်ထင်းထင်းသားချင်းခံရသည်ကပူးမြို့ရှေ့ပိုင်းဒေသများကိုဖျက်၍တာလီဘန်ချီတက်ချိန်မူဂျာဟီဒင်အစိုးရထွက်ပြေးဖို့ဆုံးဖြတ်ချိန်တွင်မာဆွတ်ကထင်ရှားသည့်အကျဉ်းသားများအားသူတို့နှင့်အတူပူးပေါင်းဖို့ဖိတ်ခေါ်ခဲ့ပါသည်နာဂျီဘူလာမှမြို့တော်ပြင်ပတွင်သူ့အသက်အန္တရာယ်ကိုစိတ်မချရသဖြင့်ကုလသမဂ္ဂအဆောက်အအုံတွင်လုံခြုံရေးအဆောင်များနှင့်အတူနောက်ချန်နေရန်ဆုံးဖြတ်လိုက်သည်ထို့ပြင်သူသည်ပို့စတွန်တဦးဖြစ်သည့်အားလျော်စွာတာလီဘန်ပို့စတွန်များနှင့်ညှိနှိုင်းဆွေးနွေးနိုင်သည်လိမ့်မည်ဟုသဘောရသောကြောင့်နောက်ချန်နေခဲ့ခြင်းဖြစ်သည်နောက်တစ်နေ့နံနက်စောစောတွင်အဆောင်အားလုံးမရှိကြတော့တာလီဘန်၏မြင့်မြတ်သောအယောင်ဖြစ်သည့်အဖြူရောင်လမ်းများကဗလီများတွင်လေထဲမှကြွားတူလူဝင်နေကြသည်အရီယာနာညီကွက်လက်ရှိတိုင်ပတ်လည်ကိုကပူးမြို့သူမျိုးသားများစူယုံရောက်ရှိကတိုင်ပေါ်တွင်တွဲလောင်းဆွဲထားသောလူများကိုကြည့်ကြသည်ထို့နောက်အိမ်သို့တိတ်ဆိတ်စွာပြန်သွားကြစစ်ပွဲပြီးသွားပြီနောက်ထပ်စစ်ပွဲအသစ်တစ်ခုစတင်တော့မည်ပျော်ရွှင်မှုအလုံးကိုနင်းချေပြင်းပြီးစစ်ပွဲတစ်ပွဲတာလီဘန်ကတရားဥပဒေစိုးမိုးရေးကိုတိစောက်တော်လဲတပြိုင်နက်တည်းမှာပင်အာဖဂန်အမှုပညာနှင့်ယဉ်ကျေးမှုကိုအပိသက်ချင်းမုန်းလျက်ရှိသည်ဆူလတန်၏စာအုပ်များကိုမိပုံရှုပ်ပြသည်ကပူးပြလိုက်သူတပ်သေးအဖြစ်သူတို့ယဉ်ကျေးမှုဝန်ကြီးကိုခေါ်လာပြီးပစိန်များဖြင့်ရောက်လာကြသည်ပြလိုက်သူတို့ရောက်ချိန်တွင်ပြလိုက်ထဲမှာများဆမကြံတော့အာဖဂန်နစ္စတန်ကိုမဟာလက်ဇနာတိုက်ခိုက်အောင်နိုင်သည့်ခေတ်ကအိုးချမ်းပဲများဂျင်ဂျစ်ခံနှင့်သူ၏မွန်ဂိုစစ်တပ်ကိုတိုက်ခိုက်ခဲ့စဉ်အသုံးပြုခဲ့ပုံရသည့်ဓာများပါရှန်ရွှေဒင်္ဂါများမှာပြည်တွင်းစစ်ကာလအတွင်းလူရက်ယူငင်သွားကြခြင်းခံရသည်ရင်းပစ္စည်းများနှင့်အများစုကိုကဘာရက်မှအမည်မသိစူဆောင်းသူတို့ကဝယ်ယူသွားကြသည်ရှေးရောက်ပစ္စည်းတချို့မှာလူရက်ပွဲကြီးများမတိုင်ခင်ကပင်ပြတိုက်တွင်မရှိကြတော့အာဖဂန်ဘုရင်များနှင့်မင်းကြီးမင်းသားများ၏အေယာမရုပ်ထုကြီးများသည်နှစ်ပေါင်းထောင်ချီတက်တန်းရှိသည့်ဗုဒ္ဓရုပ်တုတော်များနှင့်နိုင်ရန်စေးပဋိကားများရှိနေသေးသည်စစ်သားများသည်ဆူလတန်၏စာအုပ်ဆိုင်ကိုမွေနှောက်ဖျက်ဆီးပြီးနောက်ပြတိုက်သို့ချီတက်သွားကြပြီးပြတိုက်တွင်ကြံရှိနေသေးသည့်အမှုပညာပစ္စည်းများဟာခုတ်ထစ်ဖျက်ဆီးဖြစ်ရာပြတိုက်အဆောင်များငိုကြွေးကြသည်ရုပ်တုများ၏အောက်ခံခုံများသာကျန်တော့သည်သမိုင်းနှင့်တထောင်ကိုသူတို့အမြင့်ဖြတ်တုတ်တင်ခြင်းအတွက်နေ့တဝက်သာအချိန်ယူရပါသည်
လူရန်ကားတို့ဖြတ်စည်းပြီးနောက်ကြံရှိခဲ့သောပစ္စည်းများကိုကိုရန်ကျမ်းစာထဲမှာစာသားတစ်ခုပါရှိသည့်အလားတစားပစ္စည်းတစ်ခုယင်းပစ္စည်းကိုအကောင်းဆုံးပစ္စည်းလက်ကျန်အဖြစ်ယဉ်ကျေးမှုဝန်ကြီးကယူဆသည်ဘုံတန်ခံထားရသည့်ပြတိုက်ထဲမှာတာလီဘန်လူရန်ကားများထွက်ခွာသွားခြင်းတွင်အဆောင်များသည်အပျက်စီးများကြားတွင်ရက်လျက်သာကြံရစ်ခဲ့ကြထို့နောက်ပျက်စီးများကိုဆင်းလင်းသုတ်တင်ကြအပျက်စီးပိုင်းစာများကိုတစ်တာများတဲ့သူထဲကစာတန်းထိုးကြတချို့အစိပ်ပိုင်းများကမြည်သည့်ရုပ်ထုမှဖြစ်သည်ကိုသိနိုင်စေရုပ်ထုတစ်ခုမှလက်တစ်ဖက်အခြားရုပ်ထုတစ်ခုမှလိုင်းတွန်စပင်တထွေးနောက်တစ်ချိန်ချိန်တွင်ရုပ်ထုများအားပြန်လည်ထိမ့်သိမ့်ပေးနိုင်လိမ့်မည်ဟုသောမျှော်လင့်ချက်ဖြင့်တစ်တာများကိုမိတိုက်ခန်းထဲသို့တင်ထားလိုက်ကြသည်တာလီဘန်မကြမီ6လဘာမီယန်မှအေယာမဗုဒ္ဓရုပ်ထုတော်များသည်ဒိုင်းနမိုက်ဖြင့်အခွဲခံလိုက်ရသည်ယင်းတို့မှာနှစ်ပေါင်း2000နီးပါးတက်တန်းရှိပြီးအာဖဂန်နစ္စတန်၏အကြီးမားဆုံးယဉ်ကျေးမှုအမွေနှစ်ပါဒိုင်းနမိုက်အားကောင်းလာသဖြင့်ပြန်ဆက်ဖို့အပိုင်းစပင်မကြံခဲ့တော့အာဖဂန်နစ္စတန်ယဉ်ကျေးမှုအစိပ်ပိုင်းများကိုကယ်ဆယ်ဖို့ဆူလတန်ကြိုးစားသည်မှာဤဆိုးရ၏နောက်ခံဖြစ်ရနှင့်ဆန့်ကျင်ပါသည်လမ်းဆောင်အဝိုင်းတွင်စာအုပ်များကိုမိပုံရှို့ပြီးနောက်ပိုင်းတွင်ဆူလတန်သည်ထောင်မှလက်ထိုးထွက်လာပြီးထိုနေ့မှာပင်ချိတ်ပိတ်ထားသည့်စာအုပ်ဆိုင်ကိုရိုက်ချိုးဖွင့်လိုက်သည်သူပိုင်ယေဒနာအကျွမ်းကြံများကြားတွင်ရဲရင်ငိုကြွေးမိသည်စစ်သားများမျက်စိဆန်းသွားခဲ့သည့်စာအုပ်စင်များ၏တက်စီတတဝါမြေပုံများကိုကြောင်ချစ်တယ်လို့ရှောက်ချစ်ပြကြကြသည်စာအုပ်တွေကိုစစ်သားများမိရှို့ပစ်သည်မှာဤရုပ်တွေပါနေလို့ပဲထို့နောက်စိတ်ကူးတစ်ခုရလာပြီးရုပ်ပုံများပေါ်တွင်လုပ်ငန်းလိပ်စာကပ်ပြားများကိုကော်ဖြင့်ကတ်လိုက်သည်ဤသို့ဖြင့်ရုပ်ပုံများကိုမမြင်ရတော့သည်တနေ့ကြလျင်ကပ်ပြားများကိုခွာပစ်လို့ရနိုင်ပါလိမ့်မည်သို့တော့အစိုးရသည်မယမနာပုံမူရက်ဆက်ကြမ်းကြုတ်လာကအကျင့်သိက္ခာပုံမူတင်းကျပ်စွာစောင့်စည်းထိမ့်သိမ်းရေးကိုတိုး၍စောင်းပေးလာပြီးအစိုးရ၏ရည်မှန်းချက်ပန်းနိုင်မှာမိုဟာမက်ခေတ်မှစီကံကျင့်ဝတ်များနဲ့ဤတစ်ထက်နီးကပ်လာသည်ပြန်ကြားရေးဝန်ကြီးကဆူလတန်အားခေါ်တွေ့ပြီးမင်းကိုဖမ်းလိုက်မယ်ဒီတစ်ခါမင်းကိုငါမကာကွယ်နိုင်တော့ဘူးဟုဆိုလေသည်2001ခုနှစ်နွေရာသီတွင်တိုင်းပြည်မှာထွက်ခွာသွားဖို့ဆူလတန်ဆုံးဖြတ်လိုက်သည်သူကိုယ်တိုင်သူမယား2ယောက်သားများနှင့်သမီးအတွက်ဗီဇာလျှောက်ထားလိုက်သည်ကနေဒါတွင်အခြေချဖို့ဖြစ်သည်ထိုအချိန်တွင်သူမယား2ယောက်နှင့်သူသားသမီးများကပါကစ္စတန်တွင်နေထိုင်ရင်းဒုက္ခတွေဘဝကိုရွံရှာဆက်ရှိအောင်နေရသည်သို့သောသူစာအုပ်များကိုမဆွလွတ်နိုင်ကြောင်းဆူလတန်သိသည်ယခုကပူးတွင်သူပိုင်စာအုပ်ဆိုင်3ဆိုင်ရှိနေပြီတစ်ဆိုင်ကိုသူ့ညီနောက်တစ်ဆိုင်ကိုအသက်16နှစ်အရွယ်ရှိတာကြီးမန်ဆူနှင့်နောက်ဆုံးတစ်ဆိုင်ကိုသူကိုယ်တိုင်ရောင်းချသည်စာအုပ်နည်းနည်းကိုသာဆင်များပေါ်တွင်တင်ပြထားသည်အုပ်ရည်1000ခန့်အရေးအတွက်ရှိသည့်စာအုပ်အများစုကိုကပူးတစ်မျိုးလုံးရှိအထက်ခိုးများတွင်ဝတ်ထားသည်နှစ်ပေါင်း30အတွင်းစူးစောင်းထားခဲ့သည့်စာအုပ်များကိုသူမဆုံးရှုံးမခံနိုင်တာလီဘန်တို့မို့အခြားကျူးကျော်သူများကအာဖဂန်အသင်းနှလုံးအားယခုထက်ပို၍ဖျက်ဆီးနိုင်ဖို့သူခွင့်မပြုနိုင်ဘာဖြစ်ဖြစ်သူစာအုပ်များအတွက်လျှို့ဝှက်စီမံကိန်းတစ်ခုအိမ်မက်တစ်ခုသူ့မှာရှိထားသည်တာလီဘန်ထွက်သွားပြီးအာဖဂန်နစ္စတန်တို့အားထားရလောက်သည့်အစိုးရအဖွဲ့တစ်ဖွဲ့ပြန်လာသည့်အခါမြို့ရဲရှိလူရက်ခံထားရသည့်ပြည်သူစာကြီးတိုက်သူစာအုပ်များလှူဖို့သူစိတ်ပိုင်းဖြတ်ထားသည်အသက်အန္တရာယ်ချင်းချောက်မှုကိုအကြောင်းပြု၍ဆူလတန်နှင့်မိသားစုကနေဒါသို့တွားဖို့ဗီဇာရသွားသည်သို့သောသူဘယ်သောအခါမှမသွားပါမယား2ယောက်ကခရီးသွားဖို့ပြင်ဆင်နေကြစဉ်သူကအချိန်ဆွဲရန်နီလန်းမျိုးမျိုးကိုကြံစနေခဲ့သည်ထို့နောက်စက်တင်ဘာလ17ရက်နေ့သို့ရောက်လာသည်အာဖဂန်နစ္စတန်ပေါ်သို့ဘုံမိုးများရွာချချိန်တွင်ဆူလတန်သည်အိမ်တော်မရှိသည့်ညီငယ်ယူနွတ်အားကပူးတွင်ခြံနေရိခါစာအုပ်ဆိုင်များကိုစောက်ရှောက်ဖို့မှာကြားပြီးပါကစ္စတန်သို့ထွက်ခွာသွားသည်တာလီဘန်ကြပြီးချမ်းဖတ်သမားများကအမေရိကန်ပြည်ထောင်စုကိုတိုက်ခိုက်ပြီးနောက်2လအကြာကပူးသို့ပြန်ရောက်လာပြီးများတဲ့တွင်ဆူလတန်သည်တယောက်ပါဝင်ဖြစ်သည်နောက်ဆုံးတော့စာအုပ်ရှင်များပေါ်သူတင်ကျင်သည့်စာအုပ်များကိုတင်နိုင်ပြီးကြောင်ချစ်သူတို့ချစ်သားသည့်တမိုင်းစာအုပ်များကိုနိုင်ငံသားများအားထူးခြားပစ္စည်းများဖြင့်သူရောင်းနိုင်ပြီးသူကတ်ထားခဲ့သည့်လုပ်ငန်းလိပ်စာကပ်ပြားများကိုပြန်ခွာနိုင်ပြီးမိဖုရားဆိုရာ၏လက်မောင်းဖြူဖြူများနှင့်ဘရင်အမနာနူလာ၏ရင်ဘတ်ပိုင်းကိုပလတ်စတာဖြင့်ပြုပြင်ပြီးပွဲထုတ်နိုင်ပြီးဒီနေ့နနက်ခင်းတွင်ဆူလတန်သည်သူ့စာအုပ်ဆိုင်ထဲမှထိုင်ကကြိုက်ကြိုက်ဆူနေသောယူနီချမ်းကိုတောက်ရင်းကပူးမျိုးနိုးထလာပုံကိုကြည့်နေသည်ထို့သောကြည့်နေလျက်မှသူ့အိမ်မက်ကိုအကောင့်ထဲပေါ်ရန်တွေးတောကြံစလျက်ရှိစဉ်သူနှစ်သက်ဆုံးကြပြားစားဆိုဖာဒူစီအောင်မြင်ခြင်းလျင်တခါတရံဝမ်ပလွေလိုတခါတရံသုံးငယ်လိုကျင်းရမယ်ဆိုသည်စာကိုတစ်ခုကိုတတိယလိုက်လေသည်
ဝန်ပလွေလိုကျင့်ဖို့အချိန်ကြပြီဟုသူတွေးလိုက်သည်ကျေးဇူးတင်ပါတယ်ဆက်ပါအောင်ကျွန်တော်ရဲ့ Spirit Channel လေးကိုလည်း Like and Subscribe လုပ်ပေးကြပါဦးလို့မိဘပြည်သူများကိုတောင်းဆိုလိုပါတယ်ခင်ဗျာနာတော်တာဆင်နေကြတဲ့မိဘညီကိုမောင်နှမအားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာ